မာကုံပါပြီးအမားများတဲ့တန့်စင်ကိုလဲထိုးသွားမယ်ဆိုတဲ့ Confornoy မင်္ဂလာပါများ Can5 News ကတင်ဆက်နေပါတယ် Thai Fighter Confornoy ကတော့တန့်စင်ကိုအပြတ်သက်နိုင်ယူနိုင်မယ်လို့ယုံကြည်နေပါတယ်တန့်စင်သာအမားလုံးမိမယ်ဆိုရင်ချက်ချင်းပွဲသိမ်းပြစ်မှာဖြစ်ကြောင်းကျုံးဝါပြောဆိုလိုက်တာပါတန့်စင်ဟာနောက်ဆုံးကစားခဲ့တဲ့၃ပွဲဆက်ရှုံးထားသူဖြစ်ပါတယ်ဒါခရုစူရီယန်လက်ခင်ဆန်လက်၃ဦးစလုံးတန့်စင်နေနဲ့ဒိုင်ပွဲနဲ့ရှုံးနေကြတာဖြစ်ပါတယ်ဒါကသူတို့ကတော့စိတ်ပြက်စရာရလဒ်တွေဖြစ်မှာဖြစ်ပြီးရှုံးပွဲများနေမှုကိုခြေဖြတ်နိုင်ဖို့အတွက်လိုအပ်နေတာဖြစ်ပါတယ်လက်ရှိမှာတော့တန်းစင်ဟာအကိုဖြစ်သူထွန်းလင်းမိုးနေပဲလေ့ကျင့်နေတာမျိုးမဟုတ်တော့ဘဲနဲ့စူပါလက်ကျင်မှာအချိန်ပြည့်လေ့ကျင့်နေပြီဖြစ်ပါတယ်ကွန်ဖိုနိုင်ကမြန်မာဖိုက်တာတွေဖြစ်တဲ့မိုးထက်အောင်ဆွန်ရက်တို့ကိုနိုင်ယူဘူးပြီးတော့တန်းစင်ကိုလည်းနိုင်မယ်လို့ယုံကြည်နေပါတယ်နောက်ဆုံး၅ပွဲဆက်နိုင်ထားခဲ့တဲ့ကွန်ဖိုနိုင်အနေနဲ့တန်းစင်တဲ့ပွဲမှာ6ပွဲဆက်နိုင်ပွဲကိုပုံဖော်နိုင်မယ်လို့ယုံကြည်နေတာလည်းဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူက1 Championship ပြိုင်ပွဲမှာကျွန်တော်မြန်မာဖိုက်တာ2ယောက်ထိကိုနိုင်ယူထားဘူးပါတယ်အဲ့2ယောက်စလုံးကလည်းကစားဟန်မတူကြပါဘူးဆွန်ရက်ကကောင်တာကစားတတ်ပြီးလျင်မြန်ပါတယ်မိုးထက်အောင်ကတော့မာကုံအားကိုပြီးတော့ရှေ့တိုးကစားတာပါမြန်မာဖိုက်တာတွေကမာပါတယ်ကျွန်တော်နောက်ထပ်မြန်မာဖိုက်တာတယောက်ကိုနိုင်နိုင်လိမ့်မယ်ဆိုတဲ့ယုံကြည်ချက်လည်းအပြည့်ရှိပါတယ်တန်းစင်ကပါဝါကောင်းတဲ့ထိုးချက်ကန်ချက်တွေကိုပိုင်ဆိုင်ထားတဲ့ကစားမှဖြစ်ပါတယ်ကျွန်တော်သူ့ကိုကြောက်လန့်နေမှာတော့မဟုတ်ပါဘူးသူ့ရဲ့ကစားဟန်ကိုကျွန်တော်ထိန်းချုပ်တတ်ပါတယ်သူကနောက်ဆုံးပွဲဒီမှာအတော်လေးရုန်းကန်ခဲ့ရတာပါကျွန်တော်ကလည်းသူသာအမားလုပ်ရင်ချက်ချင်းအလဲထိုးသွားမှာပါကျွန်တော်ရဲ့အားသာချက်ကလီမြန်နဲ့ထိုးချက်တွေဖြစ်ပြီးတော့ပါဝါကလည်းဘယ်သူနဲ့မှမဆိုရှင်းနိုင်ပါဘူးကျွန်တော်လက်သီးချင်းဖလှယ်ဖို့အစဉ်သင့်ပါပဲကျွန်တော်9ပွဲဆက်နိုင်ထားတဲ့အတွက်6ပွဲဆက်နိုင်ပွဲကိုပုံဖော်ခြင်းပါဒါမှသာ1မှာစာချုပ်ရဖို့နီးစပ်သွားမှာပါဆိုပြီးတော့ပြောဆိုသွားခဲ့လိုက်တာဖြစ်ပါတယ်